ဝန်ဆောင်မှုလုပ်ငန်းစဉ်သတင်းချက်လက်များမေးမြန်းရန်ချင်းဆိုရန်သတင်းချက်လက်ကောင်တာတို့ဆက်သွယ်ပါတန်းစီနံပါတ်ရယူပါနေ့ကနံပါတ်ခေါ်ဆိုသည့်အထိစောင့်ဆိုင်ပါ3ကျွမ်းကျင်ပညာရှင်နှင့်တွေ့ဆုံပါအမှုကင်တွယ်ရေးအရာရှိနှစ်ထပ်ရာဇဝတ်မှုဌာနခွဲအမည်ရောက်မြင်လိုက်ပါစိတ်ပညာရှင်လူမှုဖူလုံရေးပညာရှင်တစ်ထပ်ကာကွယ်ရေးဌာနခွဲခန်းလိမ္မော်ရောက်မြင်လိုက်သွားပါမေးခွန်းများရှိပါကသတင်းအချက်လက်ကောင်တာတို့ဆက်သွယ်ပါနှုတ်တို့၏ဝန်ဆောင်မှုအရေးသွေးကိုမြင့်တင်ရန်အတွက်မှတ်ချက်ကဏ္ဍကိုအသုံးပြု၍သို့မဟုတ်ခကုတ်ကိုစတင်ဖတ်ခြင်းဖြင့်တုံ့ပြန်ချက်ပေးပို့နိုင်ပါသည်